ခါတုန်းကတောအတွင်းမှာယုံတကောင်နဲ့လိပ်တကောင်หนีထိုင်ကြပါတယ်ယုံကလျင်မြန်ဒီကိုယ်တိုင်တို့အရန်မောက်မာသူကလိပ်ကတော့လှုပ်ရှားမှုနေပေမဲ့စိတ်ရှည်ပြီးကြိုးစားသူပါတနေ့မှာယုံကလိပ်ကိုနင်းကအရန်နေလို့နဲ့ငါနဲ့ပြိုင်ရင်ဘယ်တော့မှမနိုင်ဘူးလို့လောင်ပြောပါတယ်လိပ်ကစိတ်မဆိုးပဲဒါဆိုပြိုင်ပွဲတစ်ခုလုပ်ကြရအောင်လို့ပြောလိုက်ပါတယ်ပြိုင်ပွဲစားတဲ့အခါယုံကအရန်လျင်နှင်းစွာရှေ့ကိုအဝေးကြီးရောက်သွားပါတယ်လိပ်ကတော့တဖြည်းဖြည်းပဲလမ်းလျှောက်နေပါတယ်ယုံကလိပ်ကအဝေးကြီးနောက်ကျနေသေးတယ်လို့ထင်ပြီးလမ်းဘေးမှာအနားယူရင်အိပ်ပျော်သွားပါတယ်အဲ့ဒီချိန်မှာလိပ်ကမရက်မနာတဖြည်းဖြည်းလမ်းလျှောက်တည်ယုံကိုကြော်ကပန်းတိုင်ကိုရောက်သွားပါတယ်နောက်ဆုံးမှာလိပ်ကပြိုင်ပွဲကိုအနိုင်ရသွားပြီးယုံကတော့နိုးလာချိန်မှာနောက်ကျသွားခဲ့ပါတယ်ဒီပုံမြင်လေးတွေကနေသင်ယူမှတ်သားရမှာကတော့တခါတလေမှာကိုယ့်ရဲ့အရေးချင်းတွေကိုယုံကြည်တာကကောင်းပါတယ်ဒါပေမဲ့ကိုအရာမောက်မာသွားရဲ့အခါအောင်မြင်မှုကကိုယ့်လက်ထဲကနေတိတ်လေးလွတ်ထွက်သွားတတ်ပါတယ်ဘဝမှာတခြားသူတွေထက်မြန်သွားနိုင်မအောင်ခင်ပါဘူးစိတ်ရှည်နဲ့မရက်မနာကြိုးစားသွားနိုင်သူကသာနောက်ဆုံးမှာအောင်မြင်မှုကိုရရှိနိုင်တာပါဒါကြောင့်ကိုယုံကြည်ပါဒါပေမဲ့မောက်မာမနေပါနဲ့နှီးလဲရပါတယ်မရက်ပဲလန်းတက်သွားရင်ပန်းတိုင်ကိုရောက်နိုင်ပါတယ်